အားလုံးပဲမင်္ဂလာပါရှင် M Supply Online Learning Course မှာကြိုဆိုပါရစေ ဒီဗီဒီယိုမှာတော့ M Supply Software Update ပြုလုပ်ခြင်းနဲ့ Stock Data File များတင်စီခြင်း Backup ပြုလုပ်ခြင်းအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် M Supply Software အတွက် version update တွေကိုအသုံးပြုသူတွေရဲ့လိုအပ်ချက်တွေအတိုင်း ELMS report ဖောင်နဲ့ field အသစ်များထပ်ထည့်ရန်အတွက်တောင်းဆိုမှုများအမှားပြင်ဆင်မှုများပေါ်မူတည်ပြီး M Supply Foundation မှအခါအားလျော်စွာ version အသစ်တွေကိုထုတ်ပေးလိရှိပါတယ်M Supply Software ကိုဘယ်အချိန်မှာ update ပြုလုပ်ရမလဲဆိုရင် software ကိုကောင်းမွန်မှန်ကန်စွာဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက်နဲ့လုပ်ဆောင်ချက်အသစ်ဒါမှမဟုတ် system ပြောင်းလဲမှုတွေနဲ့လိုက်ရောညီထွေမှုရှိနေစေဖို့အတွက် M Supply ကို update ပြုလုပ်ဖို့လိုအပ်ပါတယ်။တကယ်လို့ software ကို update မလုပ်ဘဲဆက်လက်အသုံးပြုနေမယ်ဆိုရင်အချို့သောလှုပ်ဆောင်ချက်တွေနဲ့ data feed အသစ်တွေကိုဖြည့်သွင်းဖို့အတွက်နေရာတွေကိုရရှိနိုင်မှာမဟုတ်တဲ့အတွက်ကြောင့် version အသစ်တွေကို update ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ Version Update ပြုလုပ်ဖို့အတွက် M Supply Application ကို Login ဝင်ထားပါမယ်ပြီးတော့ရင် Admin tab ထဲသွားပြီးတော့ Check for Updates ကိုတစ်ချက်နှိပ်ရပါမယ်မိမိလက်ရှိအသုံးပြုနေတဲ့ software version ထက်ပိုမြင့်တဲ့ version server မှာမရှိဘူးဆိုရင်အခုလိုမျိုး there are no best matched updates ဆိုတဲ့ message box ကြလာပြီးတော့ software update ပြုလုပ်စရာမလိုပါဘူးအကယ်၍ကိုအသုံးပြုနေတဲ့ software version ထက်ပိုမြင့်တဲ့ version server မှာရှိတယ်ဆိုရင်ဒီလိုမျိုးမိမိလက်ရှိအသုံးပြုနေတဲ့ version နဲ့ server မှာရှိနေတဲ့ version နှစ်ခုကိုပြတဲ့ version check ဆိုတဲ့ box လေးကြလာပါလိမ့်မယ်ဒါလေးကြာလာလို့ရှိရင် update button ကိုတစ်ချက်နှိပ်ပြီးတော့ software update ပြုလုပ်ရပါမယ်ဒါဆိုရင် application ကသူ့ဘာသာသူ version အသစ်ကို auto download လုပ်နေတာဖြစ်ပါတယ် download ပြီးတော့အောင်စောင့်ပေးရပါမယ်version အသစ်ကို download လုပ်ပြီးသွားရင်ဒီလို alarm box ကြလာလို့ရှိရင် okay ကိုနှိပ်ပါမယ်ဒါဆိုဒီလိုမျိုး version အသစ်ကို installation လုပ်ရမယ် M Supply setup box တစ်ခုကြလာရင် next ကိုနှိပ်ပြီး installation စလုပ်လိုက်ပါမယ် I agree ဆိုတဲ့နေရာကိုချစ်ပြီး next ကိုနှိပ်ပါမယ် next ကိုပဲထပ်နှိပ်ပါမယ်ဒါလည်း next နှိပ်ပြီးရှေ့ဆက်သွားပါမယ် folder ကိုရွေးတဲ့နေရာမှာလည်း next ကိုပဲနှိပ်ပါမယ်ready to install မှာလည်း next နှိပ်ပြီးပဲသွားပါမယ်ဒါဆိုရင် installation လုပ်နေပါပြီ installation လုပ်တာကိုခဏဆောင်ပါမယ်ဒါဆိုရင်တော့ installation ပြီးသွားပါပြီ finish ကိုနှိပ်လိုက်ပါမယ် alarm box တစ်ခုကြာလာရင် okay နှိပ်ပါမယ် login form က version အသစ်နဲ့တက်လာပါလိမ့်မယ် login ဝင်ကြည့်ပါမယ်မိမိရဲ့ software version ကို M Supply ရဲ့ menu bar တွေက hub ထဲက about M Supply ကိုနှိပ်ပြီးတော့လဲကြည့်လို့ရပါတယ်။ဒါဆိုရင် version အသစ်ဖြစ်သွားပါပြီ။ cross button ကိုနှိပ်ပြီးပိတ်လိုက်ပါမယ်။ဒါဆိုရင်တော့ M Supply software version အသစ် update ပြုလုပ်တာပြီးသွားပါပြီ။ backup ပြုလုပ်တာကိုဆက်ပြီးတော့ပြပြပေးပါမယ်။ servers နဲ့ Windows system တွေမှာတခါတရံ hard disk ပြတ်ခြင်း၊မိအားပြတ်တောက်ခြင်းမတော်တဆ data file များဖြတ်မိခြင်း virus ဝင်ခြင်းနဲ့ data file များပြတ်ခြင်းစတဲ့အကြောင်းအရာတွေဖြစ်လာနိုင်ပါတယ်။အဲ့လိုဖြစ်လာတဲ့အခါမျိုးမှာ backup ပြုလုပ်ထားခြင်းမရှိဘူးဆိုရင်မိမိတို့ရဲ့ data တွေကိုပြန်လည်ရယူနိုင်မှာမဟုတ်ပါဘူး။ backup ထားရှိခြင်းက data တွေပြတ်သွားခဲ့မယ်ဆိုရင် backup file ကနေ restore ပြုလုပ်ပြီးတော့မူလအခြေအနေကိုပြန်လည်ရောက်ရှိအောင်ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ Windows system တွေပြတ်သွားပေမဲ့ data တွေပြန်လည်ရယူနိုင်ဖို့အတွက်ဆိုရင် update file တွေကိုများသောအားဖြင့် D drive မှာထားရှိပါတယ်။ M Supply ရဲ့ MOH server ကရုံးချိန်ပြင်ပမှာနေ့စဉ် backup ပြုလုပ်ပြီးတော့ M Supply offline store ကတော့နေ့စဉ်ညနေ2:30မိနစ်အချိန်မှာ backup ပြုလုပ်ပါတယ်။ backup ပြုလုပ်ဖို့အတွက်ကိုလည်း admin tab ထဲကိုပဲသွားလိုက်ပါမယ်ဒီ backup button ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်သူဟာသူအလိုလျောက် backup ပြုလုပ်မှာဖြစ်ပါတယ်
backup file တွေကိုဘယ်မှာတင်ထားလဲဆိုရင်မိမိရဲ့ computer ထဲက data D ထဲက msupply backup ထဲမှာ backup file တွေကိုတင်ထားပါတယ်ဒီမှာဆိုရင်အခု4နာရီ10မိနစ်မှာလုပ်လိုက်တဲ့ backup file တွေပါ backup တစ်ခါပြုလုပ်လိုက်လို့ရှိရင် backup file 2ခုထွက်ပါတယ်4D backup channel file ရဲ့ 4D backup file ရဲ့ဆိုပြီးတော့ backup file 2ခုထွက်လာပါတယ်ဒီထဲမှာမှအဓိကပြန်လည်အသုံးပြုရမယ့် file ကတော့ 4D backup file ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အခါမှာ msupply software version ကို update ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ backup ဘယ်လိုလုပ်ရမလဲဆိုတာကိုသိရှိနားလည်သွားပြီလို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်